Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါင်မုံလုံးနီးလေးကိုလာမျှဝေတော့မှာဖြစ်ပါတယ်ဗီဒီလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပါအောင်ရှင်ကျုံမုံ20 gram ရေ100 ml ထည့်ပြီးအားလုံးရောသမအောင်မွေပေးရပါမယ်ခဏနှက်ထားပေးရပါမယ်ရှင်နွားနို့120 ml 35 gram အားလုံးရောသမအောင်မွေပေးရပါမယ်တကြား50 gram ထည့်ပါမယ်နှုတ်စီအနှဲငယ်စွနာပွားထားတဲ့ဂျုံသားကိုထည့်ပါမယ်အားလုံးရောသမအောင်မွေပေးရပါမယ်ထော့ပတ်30 gram ထည့်ပြီးအားလုံးရောသမအောင်မွေပေးရပါမယ်ဒီလိုဆွဲဆန့်လို့မပြတ်သွားတဲ့အနေထားဆိုရပါပြီတနာရီလောက်ပွားထားပေးရပါမယ်ဒီလိုပွားသက်လာရင်ရပါပြီကျုံသားကိုအပိုင်းပိုင်းဖြတ်ပြီးလုံးပေးရပါမယ်ရှင်ကိုကြိုက်နေတဲ့ရာပုံစံလေးပုံသွင်းလို့ရပါတယ်အကြီးအသေးကတော့ဒီပုံစံလုံးမှလည်းမဟုတ်ဘူးပေါ့နော်ကိုကြိုက်နေတဲ့ရာပုံစံလေးပုံသွင်းလို့ရပါတယ်ပဲတွေပါတယ်အနည်းထည့်ချင်တယ်ဆိုလည်းရပါတယ်ဒီလိုထည့်ပြီးသွားပြီဆိုရင်နောက်ထပ်နာယူဘက်45မိနစ်လောက်ပွားပြီးချက်ဥအနည်းကိုအပေါ်မှာတုပ်ပေးပြီးဖုတ်လို့ရပါပြီရှင်အပူချိန်180ကိုမိနစ်20ခန့်ဖုတ်ပေးပါရှင်ဖုတ်ပြီးချင်းချိန်မှာကျုပ်အနည်းကိုအပေါ်မှာထပ်တုပ်လိမ့်ပေးပါအချို့စားအသေးစိတ်ကိုခွန်မမှာရိတ်ခဲ့ပေးပါမယ်တိချင်တာတစ်ခုခုရှိရင်လည်းခွန်မမှာမှန်ခဲ့ပေးလို့ရပါတယ်ရှင်